ဘူပိုင်ခွင့်မရှိပဲစားရန်စိမ့်မင်းဆက်ကပြလို့မန္တလေးသိန်းစော်နဲ့ပြည်နာတက်နေတဲ့စိုင်းရင်မိုးတို့ဆက်ဖွဲ့စက်မင်းသားစိုင်းရင်မိုးတို့အဖွဲ့ကပြခဲ့တဲ့စားရန်စိမ့်မင်းဆက်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဝါရင်မင်းသားကြီးမန္တလေးသိန်းစော်တို့ကြားကဘူပိုင်ခွင့်ပြည်နာတက်နေရလဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ဒီစားရန်စိမ့်မင်းဆက်တော်ကြီးကို PPTV ကနေလိုင်းလွှင့်ပြသဖို့စီစဉ်ခဲ့ပေမဲ့ဘူပိုင်ခွင့်ပိုင်ရှင်ဖြစ်တဲ့မန္တလေးသိန်းစော်စီကနေတရားဝင်ခွင့်ပြုချက်များရှိခဲ့ပါဘူးဒါကြောင့်ကပြမဲ့ရက်ကို18ရက်ကနေ16ရက်နေ့ကိုရှေ့တိုးပြောင်းလဲခဲ့ရသလိုပွဲမစခင်ကတည်းကလိုက်မလွင်ဖို့ကြိုတင်တောင်မြစ်တာရက်ခံထားတယ်လို့သိရပါတယ်။ဒါပေမဲ့ပွဲပြီးမှတော့ Facebook နဲ့ YouTube တို့ပေါ်မှာအစအဆုံးဗီဒီယိုတွေအများပြားပြန့်နှံ့သွားခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုခွင့်ပြုချက်မဲ့ပြည့်ဝနေတာတွေကမိုဘိုင်းခွင့်ဥပဒေတွေနဲ့ညှိစွန်းနေတာကြောင့်အများဆုံးပြတ်ချပေးဖို့ဆက်ဆရာဦးအောင်ကျော်ထွန်းကိုမြစ်တာရက်ခံနေရလဲတွေ့ရှိရပါတယ်။လက်ရှိအချိန်လေးမဖြတ်ပဲကျန်နေသေးတဲ့အကောက်တွေကိုလည်းအများဆုံးဖြတ်သိမ်းပေးဖို့မန္တလေးသိန်းစော်ကတည်တည်ကြညွှန်ကြားထားပြီးဆက်လက်မပြတ်ချဘူးဆိုရင်တော့သူကိုယ်တိုင်ကဥပဒေအရဖြစ်စေတခြားနည်းလမ်းတွေနဲ့ဖြစ်စေထိထိရောက်အရေးယူပြုလုပ်သွားမယ်လို့အားလုံးကိုကြီးညာခဲ့ရလဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဥပဒေအကြောင်းအရာပြဿနာတွေကင်းဝေးစေဖို့နဲ့အမှုပညာမှုပိုင်ခွင့်ကိုလေးစားတဲ့အနေနဲ့တင်ထားတဲ့ဗီဒီယိုဖိုင်တွေကိုအမြန်ဆုံးဖြစ်ပေးကြဖို့အသိပေးတိုက်တွန်းလဲရတာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးတို့ကရောဒီမှုပိုင်ခွင့်ပြဿနာအပေါ်မှာဘယ်လိုမြင်လဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခုမှဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ရှင်။စိုင်းရင်မိုးနဲ့ပတ်သက်ပြီးတော့ဒီရက်ပိုင်းမှာ LGBT gay ဖြစ်နေတယ်ဆိုပြီးတော့အထင်ကြီးတွေပြခန့်နေရပြီးဝေဖန်မှုတွေအများပြားထွက်ပေါ်နေရလဲဖြစ်ပါတယ်။ဒီလိုသတင်းတွေရုတ်တရက်ထွက်ပေါ်လာတဲ့အဓိကအကြောင်းရင်းကတော့မကြသေးခင်ကပြည်သက်တွေရှိကိုရောက်ရှိလာတဲ့တကြံအထိမ့်မှန်အနေနဲ့ရိုက်ကူထားတဲ့စိုင်းရင်မိုးရဲ့ဓာတ်ပုံအသစ်တွေကြောက်ပါပဲ။အဲ့ဒီပုံတွေထဲမှာသူ့ရဲ့အဝတ်စားစီရင်မှု fashion တွေနဲ့ post ပေးတာတွေဟန်ဘာအမူအရာတွေကပုံမှန်မြင်တွေ့နေကြယောက်ျားပြီးသားပြီးတော့စမတ်ကြတဲ့ပုံစံမျိုးလုံးဝမဟုတ်ပဲအနှင်းငယ်မိမသားဆန်နေတဲ့ဂေးပုံစံပေါက်နေတယ်လို့ပြည်သက်အများစုကရှုမြင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီဓာတ်ပုံနဲ့ online ပေါ်မှာပြန့်နှံ့သွားတာနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကတော့အတော်လေးကိုဆူညံနေရလဲဖြစ်ပါတယ်။လူများစုကတော့စိုင်းရင်မိုးလိုမျိုးရုပ်ရည်အစင်းအင်္ဂါပြည့်စုံပြီးတော့ချောမောလာပါတဲ့မင်းသားတရားကိုတခြားကကနနာယောက်ျားပြီးသားတဲ့ပုံစံမျိုးနဲ့ဓာတ်ပုံရိုက်လို့ရရတဲ့နဲ့ဘာဖြစ်လို့ဒီလိုဂေးပုံစံပေါက်နေတဲ့ဓာတ်ပုံတွေရိုက်နေတာလဲဆိုတာပြောဆိုနေကြရလဲဖြစ်ပါတယ်။တမင်တကာရွေးချယ်ပြီးတော့ရိုက်ကူနေရလားဆိုပြီးတော့လဲပြင်းပြင်းထန်ထန်မကြေမနက်ဝေဖန်ပြောဆိုနေကြရလဲတွေ့ရှိရပါတယ်ရှင်။ပြည်သက်တွေကရောစိုင်းရင်မိုးကိုLGBTဖြစ်နေတယ်လို့ထင်ပါသလားဆိုတာခုမှမှရေးသွားပြီးခဲ့ကြပါအောင်ရှင်။အောင်စမှုတော်မရဘူးတဲ့ရွှေနပိတ်သားနဲ့ရွှေကောင်းစီလက်ဆောင်ကိုရရှိခဲ့တဲ့စိုင်းရင်မိုးလက်ရှိမှာအောင်ရမှုထွတ်တဲ့ရရှိနေတဲ့အောင်စမှုဇက်ဖွဲ့တော်မရဘူးသေးတဲ့ထူးခြားစံပြားလုံးနဲ့ဆုလက်ကြီးကိုမင်းသားလေးစိုင်းရင်မိုးကပိုင်ဆိုင်သွားခဲ့တာလည်းဖြစ်ပါတယ်။ရန်ကုန်လိုက်သားရကပြဖော်ပြခဲ့တဲ့ပွဲစဉ်တစ်ခုအတွင်းမှာမထင်မှတ်ထားတဲ့ပုံစံနဲ့စုချီမြင့်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ရွှေနပိတ်သားတာမိုးရှိတဲ့ရွှေကောင်းစီအပြင်နောက်ဆုံးပေါ်iPhone 17 Pro Max တစ်လုံးကိုပါ